ကြောင်မီသွေးတွင်းထဲမှာအသက်ဆုံးပြီးလုတ်ကင်နေကြတဲ့တထုတွင်းလုတ်သားတွေအားလုံးသိထားတဲ့အချက်တစ်ခုရှိပါတယ်ခင်ဗျာဒါကတော့တွင်းထဲမှာတစ်တုံးလေးတွေကိုရှော့မတွက်ဖို့ပါပဲဒီတစ်တုံးတွေဟာဈေးပေါ်လို့သုံးတာမဟုတ်ပါဘူးအန်ရတစ်ခုခုမဖြစ်လာခင်မှာကြိုတင်သတိပေးနိုင်တဲ့စွမ်းအားကြောင့်သူတို့ကိုတန်ဖိုးထားသုံးဆွဲကြတာပါအတွေ့အကြုံရင်ကျွမ်းကျင်လုတ်သားတွေကတော့အမြဲပြောလေးရှိပါတယ်တွင်းထဲကတစ်တုံးတွေကစကားပြောတတ်တယ်လို့ပေါ့သူတို့ဟာအန်ရကိုကြိုတင်သတိပေးတဲ့အချက်ပေးစနစ်တွေပါပဲတကယ်လို့သာမာကျောတဲ့တထုတန်တွေနဲ့ပဲထောက်ထားမယ်ဆိုရင်ကြောက်လွာတွေပုံပြက်နေတာဖီအားတွေအယမ်းများနေတာကိုဘလို့မှသိနိုင်မှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာကြောက်တွေပြူကျလာရင်တော့လွတ်မြောက်ဖို့အချိန်မရတော့ပဲအသက်ဆုံးရှုံးရနိုင်ပါတယ်တစ်တုံးတွေကတော့လုံးဝမတူပါဘူးသူတို့ကပျော်ပြောင်းပြီးအန်ရကိုအယမ်းတိလွယ်ပါတယ်အပေါ်ကကြောက်လာဖီအားတွေများလာပြီးပုံပြက်လာပြီးဆိုရင်တစ်တုံးတွေကချက်ချင်းမကျူးကျသွားပါဘူးသူတို့ဟာဖြည်းဖြည်းချင်းကွေးညွတ်လာပြီးတင်းကျပ်လာပါတယ်ဒီလိုဖြစ်စဉ်မှာတစ်တုံးတွေကအမြင်လေးတွေပုတ်တိုက်ပြီးကွေးကွေးဆိုတဲ့အတန်သေးသေးလေးတွေကိုကြားရပါလိမ့်မယ်ဖီအားများလေးလေးဒီအတန်တွေကပုံမြန်ဆန်လာလေးလေးပါပဲတချို့ဆိုရင်တော့တစ်တုံးတွေကအကွဲတဲ့အထိဖြစ်လာတတ်ပါတယ်ကျွမ်းကျင်လုတ်သားတွေကတော့ဒီတစ်တုံးတွေရဲ့အတန်နဲ့ပုံစံကိုကြည့်ုံနဲ့တင်ပတ်ဝန်းကျင်ကကြောက်လွာတွေဘလောက်အန္တရာယ်ရှိလဲဆိုတာကိုအတိအကျခံမှန်းနိုင်ပါတယ်ဒီလိုကြိုတင်သတိပေးနိုင်တဲ့စွမ်းရည်ကြောင့်ပဲတပ်ထုတွင်လုတ်သားပေါင်းများစွာဟာအသက်အန္တရာယ်ကနေလွတ်မြောက်ဖို့အဖိုးတန်တဲ့အချိန်မျိုးကိုရရှိနေတာပါဒါဟာဘလို့စက်ကရိယာနဲ့မှအစားထိုးလို့မရနိုင်တဲ့အသက်ကယ်တစ်တုံးလေးတွေရဲ့ကျေးဇူးတရားပါပဲအခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့အကောက်ကိုအပေါင်းလေးနှိပ်ထားပါကျေးဇူးပါခင်ဗျာ